ဆိုတော့ကင်မရာမှာ f number f stop aperture ပေါ့နော်ဆိုတော့ဒီကင်မရာ aperture ဆိုတာဘာကြီးလဲ okay ကျွန်တော်ရှင်းမှာတော့ငါဒီကင်မရာရဲ့ basic knowledge တွေဖြစ်တယ်ပေါ့နော် full frame crop frame sensor အကြောင်းရှင်းပြပြီးသွားပြီပြီးတော့ကျွန်တော် lens အနေအကြောင်းလဲကျွန်တော်ဒီ lens တွေနားလဲအောင်လို့ပေါ့နော်ကျွန်တော် basic လေးရှင်းပြပြီးသွားပြီဆိုတော့အခုရောက်လာတော့ aperture ဖြစ်ပါတယ်ထုံးစံအတိုင်းပဲကျွန်တော်ဒီနေရာမှာ beginner တွေသင်တန်းသူသင်တန်းသားတွေနဲ့ lens တွေပေါ့နော်သူတို့နားလဲအောင်ပဲရိုးရိုးရှင်းရှင်းနဲ့ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုကထုံးစံအတိုင်းပဲကျွန်တော်တို့ဆရာကြီးတွေအတွက်တော့မဟုတ်ပါဘူးကျွန်တော်သင်တန်းသင်တန်းသားတွေနဲ့ beginner တွေအတွက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော် aperture ဆိုတာကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ငယ်ငယ်တုန်းကတော့10တန်းမှာတော့သင်ရတယ်ဗျာကင်မရာအကြောင်းလေးဆိုတော့ကျွန်တော်တို့အဲ့မှာလူရဲ့မျက်လုံးကိုသူတို့ကအတုယူပြီးတီထွင်ထားတာပေါ့ဗျာသိရမလားအဲ့မှာဆိုရင်တော့ကျွန်တော်တို့ iris တွေဒီမျက်ကြည်လွှာလားဘာလားအဲ့လိုမျိုးတွေပေါ့အဲ့ဒါတွေပြောရင်ကျွန်တော်အနေနဲ့ beginner တွေရှုပ်သွားလိမ့်မယ်ဆိုတော့ကျွန်တော်ဒီကင်မရာရဲ့ aperture အကြောင်းကိုကျွန်တော်ရိုးရိုးရှင်းရှင်းလေးရှင်းပြပေးမယ်ပေါ့နော် aperture ဆိုတာကျွန်တော်တို့ကင်မရာနဲ့တော့တိတ်မဆိုင်ဘူးဗျာသူကတကယ်တမ်းဆိုင်တာကြတော့ကျွန်တော်တို့ lens နဲ့ဆိုင်တာပေါ့နော်ဆိုတော့ lens နဲ့မှာသူကဒီ lens နဲ့မှာပါတဲ့ကျွန်တော်တို့ဘယ်လိုခေါ်မလဲကျွန်တော်တို့သူတို့အင်္ဂလိပ်အခေါ်ဝေါ်ရတော့ aperture plate လို့ခေါ်တာပေါ့နော်သူကဒီလိုမျိုးဒီ lens ဒီလိုမျိုး lens အတွင်းထဲမှာသူကတကားပုံစံလေးလောက်ထားတာအဖက်လေးတွေပေါ့နော်တကားပုံစံလေးလောက်ထားတယ်အဲ့ဒါလေးတွေကရွှေ့ကနေလဲကျင်းလိုက်လို့ရတယ်ရွှေ့ကနေလဲချဲ့လိုက်လို့ရတယ်โอเคเนาะဆိုတော့ကျွန်တော်ကဒီနေရာမှာလက်လေးနဲ့ရှင်းပြပေးမယ်။ဘာဖြစ်လို့လဲဆိုတော့လက်နဲ့ရှင်းပြတာကျွန်တော်တင်တန်းလူတင်တန်းသားတွေကတော့လက်နဲ့ရှင်းပြတာသူတို့ပုံနားလေလို့ပေါ့နော်။ကျွန်တော်ဒီနေရာမှာလက်လေးနဲ့ရှင်းပြပေးမယ်။ဆိုတော့ကျွန်တော်တို့ကင်မရာဒီလို lens နဲ့မှာဆိုလို့ရှိရင်သူကကျွန်တော်မြန်မာလိုခေါ်ရင်တော့ဗျာအလင်းတကားပေါ့နော်အလင်းတကားပဲထားလိုက်ပါတော့။ lens နဲ့ကင်မရာနဲ့ချိတ်ပြီးတော့ကင်မရာကနေခိုင်းလို့ရတယ်။ lens ကနေလည်းခိုင်းလို့ရတယ်။ဒါကတော့ကိုယ့်ရဲ့ body နဲ့ lens ပုံမူတည်တာပေါ့နော်။ pro ဆန်ကြီးအဲ့လိုရှင်းပြမှာမဟုတ်ဘဲနဲ့ကျွန်တော်လန်နာဘွားတော့ကကျွန်တော်ကနည်းနည်းတုံးနေတယ်မှာပါတယ်။ဆိုတဲ့အခါကျတော့ကျွန်တော်အဲ့လိုမျိုးကျွန်တော်မှတ်တတ်တယ်လို့မှတ်တာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်အခုပြောပြကြည့်ပေးမယ် lens ရှိမယ် lens နဲ့ကနေပြီးတော့အလင်းတွေဝင်လာမယ်ပြောချင်တာပုံရိပ်တွေဝင်လာမယ် lens ကိုလေပုံရိပ်တွေဝင်လာမယ်အလင်းတွေဝင်လာမယ်အဲ့နေရာမှာကျွန်တော်တို့အလင်းတကားလေးသူကတခုခံပေးထားတယ်အဲ့မျိုးပဲကျွန်တော်တို့အလင်းတွေအများကြီးဝင်လာတယ်ဥပမာကျွန်တော်တို့နေပူတွေအောက်ဒိုးတွေရိုက်တဲ့ခါမှာအလင်းတွေအများကြီးဝင်လာလို့ရှိရင်ကင်မရာရဲ့ LCD ကနေပြီးတော့ကျွန်တော်တို့မြင်ရပြီဟာဘန်းကွဲသွားပြီဘန်းနေဆိုတော့ကျွန်တော်အဖြူအောင်တွေအများကြီးဝင်လာကင်မရာအလင်းကိုမထိန်းချုပ်ထားသေးဘူးအဲ့တော့ကျွန်တော်တို့ကကင်မရာကနေပြီးတော့ lens ကိုခိုင်းလိုက်တယ်ဟဲ့အောင်မင်းအလင်းလေးနည်းနည်းချုပ်ပေးဆိုပြီးတော့အလင်းကိုတကားကိုတော့ဒီလောက်လေးပဲချုပ်လိုက်ပြီးရင်မဟုတ်သေးဘူးအလင်းကဝင်နေသေးတယ်ထက်ချုပ်ရောက်ထက်ချုပ်လိုက်မဟုတ်သေးဘူးအလင်းကဝင်နေသေးတယ်ထက်ချုပ်အဲ့လိုမျိုးဒါဆိုရင်ကျွန်တော်တို့နေပူတွေဘာတွေမှာ highlight ပေါ့နော်အလင်းများတဲ့နေရာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုမျိုးချုပ်လိုက်တယ်ပေါ့အလင်းတကားကိုအခုကျွန်တော်တို့လိုးလိုက်ရိုက်မယ်လိုးလိုက်ဆိုရင်ကျွန်တော်တို့မှောင်တဲ့နေရာတွေပေါ့နော်အဲ့လိုနေရာတွေကိုရိုက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအလင်းကိုဘာလုပ်လိုက်ရလဲဆိုတော့ okay အရင်မှောင်နေပြီအလင်းတကားကိုဖြဲပေးပေါ့ကင်မရာကနေ lens ကိုခိုင်းလိုက်မယ်အလင်းတကားဖြဲလိုက်မယ် okay မဟုတ်သေးဘူးမရသေးဘူးနည်းနည်းထပ်ဖြဲအဲ့လိုပုံစံမျိုးပေါ့နော်အလင်းတွေအများကြီးဝင်လာမယ်ဒါဆိုရင်တော့နည်းနည်းတတ်တာတာပေါ့နော်လိုးလိုက်ဒီအလင်းမရှိတဲ့နေရာမှာအလင်းနည်းနည်းလေးပဲရှိတဲ့နေရာမှာအလင်းလေးတွေဝင်လာမယ်ပေါ့ကျွန်တော်တို့ ISO အများကြီးတင်စရာမလိုတော့ဘူး ISO အများကြီး short စရာမလိုတော့ဘူး okay ဒီ ISO တွေ shutter speed တွေကျွန်တော်နောက် video တစ်ခုလုပ်ပေးပါမယ်ဆိုတော့ကျွန်တော်တို့ဒါခုကတော့ aperture ဖြစ်တဲ့အတွက် aperture ကိုပဲရိုးရိုးရှင်းရှင်းနားလည်အောင်ပြောကြမယ်အလုပ်လုပ်တဲ့လူတွေပေါ့နော်ကျွန်တော်တို့ fee ရလူတွေတုံးတာက aperture ကြစ်မယ်ဟဲ့ဆိုရင်ကြစ်မယ် aperture ကျဲမယ်ဟဲ့ဆိုရင်ကျဲမယ်တချို့ကြောင့်လည်း aperture ဖြဲတယ်လို့ခေါ်တယ်ပေါ့နော် aperture ဖြဲမယ် aperture ကြစ်မယ်โอเคเนาะဆိုတော့အဲ့ဒီနေရာမှာတော့ကဏ္ဍအနေနဲ့တတ်မှတ်လိုက်တယ် f store တချို့ကလည်း f store လို့ခေါ်တယ်တချို့ကလည်း f number လို့ခေါ်တယ်โอเค beginner နားလည်းပြောလိုက် f ပဲဟုတ်ပြီเนาะ f ကိုကျွန်တော်တို့ကသူကများလီဥပမာရှုပ်သွားလိမ့်မယ်ကျွန်တော်ဒီလိုရှင်းပြ wide aperture ဗျ 1.4 ဆိုတာဒါတော်တော်ကျယ်နေပြီပေါ့เนาะအဲ့လိုမျိုးကျယ်နေတဲ့ aperture ကိုကျွန်တော်တို့ကကဲမင်း2လောက်ထားလိုက်ဆိုတော့နည်းနည်းလေးပဲကျယ်တော့โอเคမင်း3လောက်ထားလိုက်နည်းနည်းလေးထက်ကျင်မယ်โอเคမင်း4လောက်ထားလိုက်နည်းနည်းလေးထက်ကျင်မယ်โอเคဒါဆိုရင်အလင်းတွေကတဖြည်းဖြည်းဝင်လာနည်းနည်းလာပြီ။အော်ဘယ်လောက်ထိရှိလဲဆိုတော့16ထိကျင်းလိုက်လို့ရတယ်။ Okay နော်။ဟုတ်ပြီနော်။အဲ့တော့ကျွန်တော်တို့ကဏ္ဍများလာလေးအပါချာကြစ်လေးလို့အပါချာကြစ်ခိုင်းတယ်ဆိုတော့သိဖို့လိုပဲ။အဲ့တော့ကိုကကင်မရာမှာလှည့်လိုက်။အပါချာကဏ္ဍများလို့ရှိရင်အပါချာကြစ်လာမယ်။အဲ့ကြရင်အထက်ကကင်မရာတွေက LCD မှာလည်းမှောင်လာမယ်။အဲ့လိုပုံစံမျိုးပေါ့နော်။အပါချာဖြဲလေးအလင်းတွေအများကြီးဝင်လာမယ်။ဥပမာအပါချာ 1.4 ကြီးမထားနိုင်မင်းအရင်ဘန်းကွဲနေပြီအပါချာလေးနည်းနည်းကြစ်လိုက်အပါချာကို3လောက်ထားokay အဲ့တော့အပါချာ 1.4 1 2ဆိုရင်ဒီလောက်ကြီးဖြစ်နေမယ်အပါချာကဏ္ဍတိုးလာလေအပါချာကြစ်လာလေကဏ္ဍရောလာလေအပါချာဖြဲလာလေအဲ့ဒါအပါချာပဲဒါ beginner တွေနားလည်အောင်ပြောပြပါနော်ခုနကလိုမျိုးမှောင်နာနဲ့မဲတာတယ်မဟုတ်ဘူးအပါချာကကျွန်တော်တို့ depth of field တို့ bokeh ဖြစ်တာတို့ကပါလာဆိုတော့ကျွန်တော်ဒီနေရာမှာ depth of field တို့ bokeh တို့ကို beginner တွေကို
ကျွန်တော်ရှင်းပြဘူးဥပမာ depth of field ဆိုတာကဒီသူ့ရဲ့ဒီအနောက်ကနေပြီးတော့ဒီသူ့ရဲ့ slide ဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်ပြောဦးတယ်ဒါပေမဲ့ beginner တွေလဲသွားတာများတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာအယိုးရှင်းဆုံးပဲပြောပြမယ်အပါချာဖြဲလို့ရလေအနောက်ကပိုွားလေဟုတ်ပြီနော်အပါချာဥပမာထားပါတော့ဒီ lens တစ်လုံးကအပါချာ2ထိပဲထားလို့ရတယ်ဒါဆိုရင်အနောက်ကတိတ်မဝါသေးဘူးဟာအပါချာ 1.4 ထိထားလို့ရရင်ဒါအနောက်ကနေပြီးတော့ပို့ပြီးတော့ဝါလာမယ်ပို့ပြီးတော့ portrait ပြရှေ့ကြည့်နောက်ဝါပို့ရိုက်လို့ရမယ်အဲ့လိုပုံစံမျိုးအဲ့လိုတတ်မှတ်လိုက်ရင်ရတယ်အဲ့တော့အပါချာကြစ်လာလေအနောက်ကပုံရိပ်တွေကိုပိုမြင်လာလေအဲ့တော့အနောက်ကပုံရိပ်တွေကိုကျွန်တော်တို့ကိုရိုက်ချင်တဲ့ subject ရဲ့ပုံရိပ်တွေကပို့ပြီးတော့အထင်းသားပို့ပြီးမြင်ရလေအပါချာပို့ပြီးတော့ကြစ်ပေးရလေဒါမှမဟုတ်ရင်ကိုက portrait ရိုက်ချင်တယ်ပြောချင်တာကတော့ကျွန်တော်ရှေ့ကြည့်နောက်ဝါလေးရိုက်ချင်တယ်ဒါဆိုရင်အပါချာကိုအတကုံ short ထား 1.4 လို့2လို့လောက်ထားအဲ့ဆိုရင်အနောက်ကလုံးဝဝါလိမ့်မယ်โอเคเนาะအဲဒီမှာကျွန်တော်ပုံလေးလည်းပြထားပေးရပေါ့เนาะအဲ့သဘောတရားပဲဘိုခေးပူဖြစ်လေလေလို့ depth of field ဘာဖြစ်တယ်လေလို့အဲ့လိုကြီးရှင်းပြရင်ဟိုဟာတွေလဲဝါလို့ရိုးရိုးရှင်းရှင်းလေးပဲမှတ်ထားလိုက်ထားပါတော့ဥပမာဗျာကျွန်တော်ကဒီအယုတ်လေးပေါ့ဒီအယုတ်လေးကိုကျွန်တော်တို့မျက်လုံးနဲ့ပေါ့ကျွန်တော်ခုနပြောရလေကျွန်တော်တို့10တန်းမှာဆိုသင်ရတယ်မျက်လုံးကိုဒါအတူယူပြီးတော့ဒီတီထွင်တဲ့လူတွေက lens ကိုတီထွင်ထားပါဘောเนาะဆိုတဲ့ခါကျတော့ကျွန်တော်တို့ဥပမာဗျာကျွန်တော်တို့ဒီအယုတ်နဲ့ကျွန်တော်ကထားပါတော့ဒီအယုတ်လေးနဲ့ပေါ့เนาะကျွန်တော်ဒီလိုအရှိနောက်ထားလိုက်မယ်โอเคเนาะကျွန်တော်တို့ကတကယ်လို့ကျွန်တော်တို့အုံနောက်ကနေပြီးတော့ဒီအယုတ်ကိုကြည့်လိုက်ပြီဆိုလို့ရှိရင်ဒီယုတ်ကပဲပြတ်နေလိမ့်မယ်အနောက်ကကောင်မြင်ရမှာမဟုတ်ဝါးနေလိမ့်မယ်ဟုတ်ပြီเนาะအဲ့လိုပဲအနောက်ကကောင်ကြည့်လိုက်လို့ရှိရင်ဒီအရှိရယုတ်ကဝါးနေလိမ့်မယ်အဲ့ဒါက depth of field ပဲဒီနေရာမှာကျွန်တော် beginner တွေနားလည်အောင်ပြောပြတာเนาะ first ကြကြီးမဟုတ်ဘူးကျွန်တော်ငပိန်းတကောင်နားလည်အောင်ကျွန်တော်လုပ်ခဲ့တယ်လို့ပေါ့အဲ့လိုမျိုးလေးရှင်းပြပေးတာဟုတ်ပြီเนาะကျွန်တော်တို့ရဲ့အုံနောက်တွေအာယုံကြောတွေကနေပြီးတော့ဒီကောင်ကို focus ဖြတ်လိုက်တယ်ဒီကောင်ကို focus မပြတ်တော့ဒီကောင်ကို focus ဖြတ်လိုက်တယ်ဒီကောင်ကို focus မပြတ်တော့အဲ့သဘောတရားပဲဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ကင်မရာမှာကကြတော့တို့ကတော့ကင်မရာမှာလည်းအုံနောက်ရှိတယ်ဗျာထားပါတော့ Bionic HR တို့ဘာလို့သူ့ရဲ့ chip ရှိတယ်ပေါ့နော်ဆိုတဲ့ခါကျတော့သူတို့ရဲ့အုံနောက်ကလည်းမင်းဒီကောင်ကိုဖြတ်မယ်ဆိုရင်ဒီကောင်ကိုမပြတ်ဘူးဒီကောင်ကိုဖြတ်မယ်ဆိုရင်ဒီကောင်ကိုမပြတ်ဘူးအဲ့တော့ Aperture 1.4 နဲ့ဒီကောင်ကိုကြည့်လိုက်လို့ရှိရင်ဒီကောင်ကမပြတ်တော့ဟုတ်ပြီနော်အဲ့တော့ဒီကောင်ကိုကြည့်လိုက်လို့ရှိရင်ကြတော့ဒီကောင်ကလည်းမပြတ်တော့ဆိုတဲ့ခါမှာကျွန်တော်တို့အာယုံကြောကနေကျွန်တော်တို့အုံနောက်ကနေပြီးတော့နှစ်ခုလုံးကိုကြည့်လိုက်ဒါဆိုရင်တော့နည်းနည်းပြတ်နိုင်ခြင်းရှိတယ်ဒါမှမဟုတ်လို့ရှိရင်ဒီပုံဒီဟာနှစ်ခုကိုဒီလိုမျိုးတူထားလိုက်ဒါဆိုရင်နှစ်ခုလုံးကိုမြင်ရလိမ့်မယ်ဟုတ်ပြီနော်ဒီလိုအရှိနောက်ထားတာမဟုတ်ဘဲနဲ့လေဒီလိုနှစ်ခုလုံးထားလိုက်ဒါဆိုရင်နှစ်ခုလုံးကိုထင်းနေအောင်မြင်ရလိမ့်မယ်သဘောတရားအဲ့သဘောတရားပဲကျွန်တော်ပြောတာရှုပ်သွားလာတော့မသိဘူးโอเคနော်ကျွန်တော်တို့ကတော့အဲ့လိုမျိုးလေးနည်းနည်းဟိုဖြစ်ခဲ့တာပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အပါချာကြီးကိုအတကုံဖြဲထားလိုက်တဲ့အခါမှာကျွန်တော်တို့ဒီကောင်ကြီးကိုပဲဒီကောင်ကြီးကအရှိတဲ့တွေရောက်လာလေဆိုတော့ဒီကောင်ကပဲပြက်ပြီးတော့ကျန်တဲ့ကောင်တွေကအနောက်မှာဘိုခီးဖြစ်နေမယ်အဲ့ဒါကိုကျွန်တော်တို့ portrait ဖြစ်တယ်လို့ခေါ်ရပါတော့ရှေ့ကြည့်နောက်ဝါဖြစ်တယ်ပေါ့ဟုတ်ပြီနော်တကယ်လို့ကျွန်တော်တို့ကအပါချာကိုကျွန်တော်တို့အုံနောက်ကနေပြီးတော့နည်းနည်းလေးအပါချာကိုကြက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ခုလုံးကိုတွားပြီးတော့မြင်ရနိုင်တယ်ဒါပေမဲ့တော့ဘာဖြစ်လဲမှောင်သွားမယ်မှောင်သွားရင်ကျွန်တော်တို့ ISO တွေပါတင်ရတယ်ဒါကတော့ကျွန်တော်နောက်ဗီဒီယိုမှာလုပ်ပေးမယ်ပေါ့နော်โอเคဆိုတဲ့ခါကျတော့ကျွန်တော်တို့အပါချာ depth of field ဆိုတာအဲ့ဒါပဲဟုတ်ပြီနော်ကင်မရာရဲ့အုံဒီသူ့ရဲ့အကွာအဝေးကိုပေါ့နော်သူကဘယ်လောက်ဓာတ်ဖြစ်မလဲဘယ်လောက်ပိုခေးဖြစ်မလဲဆိုတာမျိုးပေါ့ဒီလိုမျိုး prime lens နေဆိုလို့ရှိရင်တော့ကျွန်တော်တို့သူ့မှာဒီမှာ f ကိုရေးပေးထားတယ်ဥပမာ 60mm f1.4 ဟုတ်ပြီနော်ပြီးလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်လည်း 90mm f1.4 f ဆိုတာ main ဘယ်လောက်နောက်ကဘူခေးထုတ်နိုင်လဲဘယ်လောက်ပိုပြီးဝါးနိုင်လဲโอเคနော်ဘယ်လောက်ပိုပြီးတော့အလင်းတကားကြီးကိုပိုပြီးဖွင့်နိုင်လဲဟုတ်ကဲ့နော် f ဆိုတာအဲ့ဒါ aperture ပဲဒီမှာရေးထားတယ် f ဘယ်လောက်မြင်ရလားမသိဘူး zoom lens တွေ kit lens တွေကြောင်းနည်းနည်းထည့်ပြောမှရမယ်အဲ့တော့ kit lens နဲ့ zoom lens ကျွန်တော်အရင်တစ်ခေါက် lens တွေကြောင်းရှင်းပြတော့လေဟိုဟာအကုန်လုံးလည်းသိမယ်ထင်တယ်ကျွန်တော်တို့28-80ပဲထားလိုက်28ကနေ80ကိုဆွဲလိုက်တဲ့အချိန်မှာ aperture တွေကသူ့ဟာသူ auto ရွေ့သွားတယ်ဘာလို့လဲဆိုတော့ကျွန်တော် lens တစ်လုံးတီထွင်အထဲမှာမှန်ဘလူးတွေအများကြီးထည့်ရတယ်အဲ့တော့မှန်ဘလူးတွေအများကြီးထည့်ရသလို aperture အလင်းတကောက်ကိုလည်းလိုက်ပြီးတော့သူတို့က adjust လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့ပစ္စည်းတွေများတယ်ပြောင်းကြီးပိုရှည်ပေးရတယ်ပို့ပြီးနည်းနည်းလေးကြီးပေးရတယ်ဒါကြောင့်မို့လို့သူကဈေးနည်းနည်းကြီးသွားတယ်ပေါ့နော်အဲ့ zoom lens တွေကကြတော့ aperture တော့အသေးပဲကင်လန်းမှာကျွန်တော်အခုပြထားတဲ့အတိုင်းပဲ zoom ဆွဲရင် aperture ဘာဖြစ်လဲသူကသူ auto ကြစ်တော့ကင်လန်းတွေကအဲ့ဒါကြောင့်ဈေးပို့တာပေါ့အဲ့တော့ပို့မှောင်တော့ ISO တွေဖြဲရမလို့ပဲ noise တွေထားအဲ့လိုပုံစံမျိုးအလင်းတွေပေးရအလုပ်ချုပ်တာပေါ့အဲ့လိုပုံစံမျိုးပေါ့ zoom lens တွေကတော့ဒါသူက28ကနေ80ဆွဲလိုက်လေ 2.8 က 2.8 ပဲ
okay เนาะknowledge sharing တခုပေးချင်တာကတော့ကျွန်တော်တို့ 1.4 aperture ဖြဲလို့ရတိုင်းเนาะကျွန်တော်တို့စီးကြည့်တာတော့မဟုတ်ဘူးဒါပေမဲ့ aperture ဖြဲလို့ရရင်တော့ portrait လေးနည်းနည်းပိုရိုက်လို့ကောင်းတာပေါ့เนาะဒီနေရာမှာကျွန်တော် beginner တွေအမှတ်မှားတတ်တာကြတော့ aperture 1.4 တော့ပိုင်းဒီလမ်းကစောင်းဝန်းစီးကြီးလိမ့်မယ်လို့အဲ့လိုမထင်နဲ့ကျွန်တော် 2.8 လမ်းနေလဲသူကသူစီးကြီးနေတတ်တယ်လို့ 1.8 လမ်းနေလဲသူကသူစီးကြီးနေတတ်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့သူ့ရဲ့ဒီ focus distance လို့ပြီးရင် sharpness ဘယ်လိုဖြစ်တယ်bokeh ဘယ်လိုကောင်းတယ်big quality ဘယ်လိုကောင်းတယ်ဒါတွေကအများကြီးသက်ဆိုင်သေးတယ်ပေါ့နော်ဒီ aperture တစ်ခုပဲပုံမှာတော့မဆုံးဖြတ်ဘူးအဲ့ဒါလေးတော့ knowledge sharing အနေနဲ့သိထားဖို့လိုမယ်ဆိုတော့ aperture ကဒီလောက်သိရပြီတခြားအများကြီးပြောလို့ရှိရင် beginner တွေလဲသွားလိမ့်မယ်ဆိုတော့ဒီလောက်ဆိုရင်တော့ aperture ဘယ်လိုလုပ်လို့လဲကျွန်တော်သိပြီလို့ကျွန်တော်ထင်တယ်ကျွန်တော်နောက်ဗီဒီယိုကြလို့ရှိရင်တော့ ISO တို့ shutter speed တို့ focal length တို့အကြောင်းတွေကနေပြီးတော့ကျွန်တော်အကြောင်းအရာတစ်ခုလေးကိုကျွန်တော်အခုလိုပဲ beginner တွေနားလည်အောင်ရိုးရှင်းပြောပြမယ်ကျွန်တော် episode တစ်ခုချင်းစီရှင်းပြမယ်ပေါ့နော်ဆိုတော့ကျွန်တော် episode လေးပြီးသွားရင်ဒီ camera basic knowledge ကိုအနေငယ်တော့သိသွားမယ်လို့ထင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်